ကြိုးစားနေတဲ့ခင်မွန်းလေးအတွက်တစ်ချက်လောက်ပြောချင်ပါတယ်။တင့်ရဲ့ခင်မွန်းတွေဟာတထေးရဲ့ကြိမ်ဖန်များစွာကဲ့ရဲ့ခြင်းကိုခံနေရနိုင်တယ်ဆိုတာကိုသင်သိလား။တင့်ခင်မွန်းတွေဟာလေအလုံးမှာမကြာခဏအနှိမ်ခံရတယ်ဆိုတာကိုလည်းသင်သိပါသလား။တင့်ခင်မွန်းတွေဟာတင်နဲ့တင့်ကလေးတွေအတွက်သူ့ရဲ့အသက်အန္တရာယ်ကိုစဉ်းစားခဲ့တယ်ဆိုတာကိုသင်သိသလား။တင့်ခင်မွန်းတွေငွေနဲ့အိမ်ပြန်ရန်မကြာခဏစာလောင်နေရတယ်ဆိုတာကိုသင်သိလား။မင်းသူ့ကိုမျက်မှောင်မတုတ်ခင်မှာသူ့ခန္ဓာကိုယ်တွေကချွေးဆက်ပေါင်းများစွာကိုအရင်ရည်တွက်ကြည့်လိုက်ပါမင်းသူ့ကိုစိတ်မဆိုးခင်မှာသူ့ရဲ့မျက်လုံးတွေကိုကြည့်လိုက်မင်းပြုံးနေတာကိုမြင်ရဖို့မျက်ရည်တွေအများကြီးရှိနေမှမင်းသတိမထားမိတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒါကိုဇနီးတဲ့အနေနဲ့နားလည်ပြီးရုံပါပဲဒီနေ့အထိမင်းရဲ့ဆန္ဒတွေကိုမဖြည့်ဆည်းပေးနိုင်ရင်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်ဖခင်တိုင်းမှာရင်မဖွင့်နိုင်တဲ့ခံစားချက်တွေကိုလေမျိုးသိမ့်နေရတယ်သူတို့လည်းလူသားပါပင်ပန်းတာပေါ့မိသားစုပျော်ရွှင်တာကိုမမြင်ကျင်ကြတဲ့အိမ်အောင်ဦးစီးတရားမှမရှိပါဘူးခင်မွန်းဖြစ်သူကိုစိတ်မဆိုးခင်ခင်မွန်းဖြစ်သူကမိသားစုအတွက်ဘာလုပ်ခဲ့လဲဆိုတာကိုအရင်ဆုံးစဉ်းစားပါတင့်ခင်မွန်းတဲ့သူ့မိသားစုလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်အယိုးများကျိုးတဲ့အထိလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်းနားလည်ပြီးပါတချို့အဖေတွေကသူ့မိန်းမနဲ့သားသမီးတွေကိုသူခံစားနေရတဲ့နာကျင်မှုတွေကိုရင်မဖွင့်တတ်ကြဘူးသူတို့ကိုယ်တိုင်ပဲညှို့ချလိုက်တယ်သူတို့ဘလောက်ပဲခက်တိုက်ပွဲဝင်နေပါစေသူ့ဇနီးတယ်နဲ့သားသမီးတွေကိုမတိစေခြင်းဘူးသူတို့ကိုမျက်နာမငယ်စေခြင်းဘူးဖခင်တိုင်းလိုချင်ဆုံးအရာကသူ့ရဲ့စူးစမ်းမှုအပေါ်ဇနီးတွေကဂုဏ်ယူပေးဖို့ပါပဲအတိအမှတ်ပြုပေးဖို့အားပေးစကားပြောပေးဖို့အဲ့ဒီစကားတွေဟာလေသူ့ကိုရှေ့ဆက်ဖို့ခွန်အားတွေပေးနေတယ်ဆိုတာကိုသတိရပြီးပါမိသားစုတိုင်းအတွက်ဘဝတိုက်ပွဲဝင်နေတဲ့အဖေများကျမ်းမာကြပါစေ